တက်ကြီးမှာကောင်းဆောင်နေတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော် UC 3000နဲ့8000ကောင်းတာပေါ့ဒါအခုမှသတ်မှတ်ထားတော့3000 6000ဆိုတာနဲ့တက်ကပွိုင်းရရယူအဲ့နဲ့ကျွန်တော်တက်ကက်နှစ်ကက်ပဲပေါက်တာကျွန်တော်အဲ့နဲ့ကျွန်တော်တက်ကက်လဲတာကရွှေရောင်နဲ့ခဲရောင်အဲ့နဲ့ပြီးတော့အဲ့မှာကျွန်တော်တက်ကက်ပိုနေသေးအဲ့တက်ကက်ကိုကျွန်တော်ပြန်ရောက်မလို့အဲ့ဒါလို့လူချင်းတယ်ဆိုလို့ရှိရင်ကျွန်တော် comment မှာလာပြီးတော့မှတ်မိပါအဲ့တက်ကက်ကိုကျွန်တော်6သိန်းနဲ့ရောင်းပေးကျွန်တော်ကိုယ်တိုင်လည်းဖောက်တာမသေးချဘူးအဲ့နဲ့ကျွန်တော်ရှားမယ်ထင်ပြီးဖောက်တာ3000နဲ့8000ပုံလား3000 8000မှရင်နှစ်ကက်ပဲပေါ့အဲကြောင့်လို့တကယ်လို့နာကိုယ်တိုင်မဖောက်ရှင်ဘူးအဲ့လိုမျိုးဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာတကက်ကို6သိန်းနဲ့လာဝယ်လို့ရတကယ်လို့ဝယ်မယ်ဆိုရင် comment မှာမှန်းပြီးလာပြီးတော့ဝယ်မယ်ဆိုပြီးတော့နာ messenger နဲ့အဲ့မှာလာပြောပြလို့ရနော်ကိုယ်တိုင်ဖောက်တာလည်းတိတ်မသေးချဘူးကျွန်တော်တော်တော်အရှုံးပေါ်တော့လည်းငွေပြန်ပေါ်အောင်လို့ကျွန်တော်နောက်ထပ်လာပဲ e-bank မှာနေပြီးတော့နည်းနည်း UC နည်းနည်းသုံးရှင်တော့နဲ့ဒီကက်တကက်ကလည်းတော့ကျွန်တော်ကားလည်းကျွန်တော်မှရှိပြီးသားကားတွေရှိတဲ့အတွက်ကြောင့်လို့ကျွန်တော်မလိုတော့တဲ့အတွက်ကြောင့်ကျွန်တော်ဒီကက်ကိုပြန်ရောင်းပေးတာပါ